Hello အားလုံးမင်္ဂလာပါဒီနေ့ဘာလုပ်မလဲဆိုတော့ PC လေးတစ်ခုအမောင်းစင်းလုပ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ညီမတို့တွေကidol တွေဒီမှာပေါ့နော်ဒီမှာဒီလို idol တွေယူရဖြစ်တဲ့အတွက်idol တွေရဲ့ PC နဲ့ပတ်သက်လို့ရှိရင်ဘယ်နေရာဘယ်အချိန်ဘယ်လိုနေရာမျိုးမှာပဲတွေ့ဘယ်လို PC မျိုးပဲတွေ့အဲ့လို idol တွေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်အဲ့လိုဝယ်လိုက်ရမှအဲ့လိုစိတ်ကြည်နေတယ်ပေါ့နော်အဲ့လိုမျိုးဒါလည်းကိုယ့်ရဲ့ပျော်ရွှင်မှုတွေတစ်ခုပေါ့အဲ့ဒါကြောင့်မို့လို့ဒီနေ့လေမနေရအခုလက်ရှိရထိုင်းမှာဆိုတော့ကွာ 7-Eleven ရောက်တဲ့ချိန်မှာခါတိုင်းအရင်ရက်တွေကတွေ့တယ်ကွာအဲ့ဒီပစ္စည်းကိုဒါပေမဲ့တွေ့တယ်ဆိုတာတခြားနေရာမှာတွေ့ခဲ့တာအဲ့တုန်းကကြတော့ဟိုပါပေါ့ပစ္စည်းကိုဒီတိုင်းပဲမဝယ်ခဲ့ဘူးကွာတငယ်ချင်းဝိုင်းတာလို့မဝယ်ခဲ့ဒါပေမဲ့ဒီနေ့ကကြတော့ဖြစ်ချင်တော့အလုပ်ကအပြန်မှာအိမ်မှာ7ဝင်တဲ့အချိန်မှာအဲ့ဒါလေးတွေ့တယ်ကွာတွေ့တဲ့ခါကျတော့အရန်ကိုဘယ်လိုပြောမလဲအရန်ကိုလိုချင်လာတယ်ကွာအရန်လိုချင်လာတဲ့အတွက်ဝယ်ခဲ့တဲ့ခါကျတော့ဗာလေးလေးဆိုတော့ဒါလေးပါဒီကြည့်အရန်ကြိုက်တယ်ဒီကရုပ်ကတော့နည်းနည်းတီးခက်မျိုးကြည့်ပြီပေါ့နော်အလောက်ကပြန်လာတဲ့ရုပ်ဆိုတော့ဒီမှာကြည့်ဒီမှာလိုက်ခန်းဒီမှာတို့ဖွဲ့ပြီးလို့ရှိရင်ဒီမှာတော့မသားလေးဝီလီယံပေါ့နော်အမှန်ဆိုလို့ရှိရင်တော့လည်းအဲ့လိုမျိုးပေါ့နော်မဝယ်ဖြစ်ဘူးပဲဒီတိုင်းဟာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒီပုံတပုံနဲ့ပါတယ်ဆိုလို့ရှိရင်ဝယ်မှာမဟုတ်ပါဒီတကြုတ်လုံးဟိုဟာပေးရ100ကျော်ပေးရတယ်ပေါ့နော်ဒါပေမဲ့သူ့မှာဒီမှာစာရေးထားတာကြတော့ဒီမှာဗန်နဲ့ဟိုနဲ့လိုင်ခင်းနဲ့ပေါ့နော်ဒီမှာဆက်ပါမယ်တဲ့ဒီမှာ6ပုံပါမယ်ပေါ့ဒီမှာပြထားတာဒီ6ပုံပါမယ်ဆိုပြီးတော့ပြထားလို့အဲ့နဲ့ okay ဒီဟာပါမပါဆိုပြီးတော့အဲ့လိုစမ်းပြီးတော့ပေါ့နော်သူတို့ရေးထားတယ်ဒါပေမဲ့တချို့ဟာတွေကကျတော့ဟိုမပါတဲ့ပစ္စည်းတွေရှိတယ်ကွာအဲ့ဒါကြောင့်မလို့ဒီစမ်းဝယ်ကြည့်ရပါဖောက်ကြည့်မယ်အရင်ကြီးခုန်နေပြီဒီဖောက်ပြမယ်ဘာလို့လဲဆိုတော့သူဘယ်မရှိတဲ့ခါကျဖုန်းဒီတိုင်းပဲထောက်တိုင်နဲ့ဒီထောင်သားမြန်မာစကားလည်းအရင်ကျွမ်းစင်တယ်ပေါ့နော်ဘလို့ပုံနေပါလာနေပြီဒါတော့ရန်စီးပွားရေးအရင်လောက်တက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမုတ်ဒီကုမ္ပဏီနဲ့ဒီလန်ခန်းနဲ့တွဲပြီးတော့ဟိုကလုပ်တဲ့ခါကျတော့ဒီမင်းသားတွေရဲ့ပုံကကြတော့ထားလိုက်ပါတော့ကွာသူတို့အဖွဲ့က9ယောက်ပါတယ်9ယောက်ရဲ့ပြီးအဖွဲ့လိုက်ပုံကတစ်ပုံနဲ့ဆိုလို့ရှိရင်6ပုံမှာဒီမှာမုံနဲ့တွဲလိုက်တော့အမှ100ကျော်ရောင်းလိုက်တာเนาะသူတို့တော့ကတော့စီးပွားရေးအရင်အဆင့်ကြီးတယ်ဒီမှာပုံလေးဒီမှာမုတ်ပုံပြီးတော့ဒီမှာသူဟာကွာဒီစက်ကူတုတ်ခွန်လေးကစာကိုပြချစရာမရှိပြချရစရာမရှိဘူးเนาะဒါကြည့်ရန်အဲ့လိုတိန်းထားခြင်းစရာလေးပစ္စည်းလေးဒီမျိုးမှတ်တရတွေဟိုဖြစ်တယ်ပေါ့เนาะအဲအကြောင်းမို့ဒါကတော့မုတ်ပဲပေါ့เนาะမုတ်ကိုဒီစားပေါ့ဒီမှာချောကလက်မုတ်ဆိုတော့မဒါလေးကြည့်နေအဘုံဒီကမင်းဒီအလူတွေအရင်ကြိုက်တာဒါပေမဲ့ဒီဆုံးရတယ်ထုတ်လို့မရအဲ့လိုပြေးသွားမှလည်းကြိုက်ဘယ်လိုလုပ်မရဘူးဟုတ်ကြည့်ရအောင်နော်ဟဲ့ဒီမှာအရင်ကြည့်အိုးအဲ့ဒီမှာဖွဲလိုက်ပေါ့ဒီမှာဒါဖွဲလိုက်ပုံမကြည့်မြင်ရလားမြင်ရမှာဒီမှာဒီလိုဒါဖွဲလိုက်ပုံเนาะတပုံပြီးဒီမှာအလီကိုဒီမှာတပုံပြီးတော့ဒီမှာအိုးချော်နေရောပဲအားကြောင့်မလို့ဒီရဲအဲ့လိုမျိုးဘယ်လိုပြောမလဲတွေ့တဲ့နေရာမှာလေမရှိအောင်အဲ့လိုမျိုးရှာပြီးတော့အဲ့လိုမျိုးဝယ်ဟိုဟာဖြစ်တာပေါ့နော်အကျင့်ဖြစ်နေတာအိုးကျမသာလည်းရဲချောတာပဲအေးကြိုက်မျိုးပဲအဲ့ဒါအမှန်မှာတော့ဒါလေးတွေကိုလိုချင်လို့ဒါကို100ကျော်နဲ့ဝယ်ခဲ့ပါတယ်အဲ့ဒါကျမတို့ fan လေးရဲ့ဘွားပါကျမတို့ fan လေးရဲ့ဘွားလုံးဝကိုဘယ်လိုရမလဲလွယ်ကူမနေဘူးပေါ့ရှင်ဒီလိုမျိုးလေးဆိုတော့လေဒါမဲ့လည်းဘယ်လိုလုပ်မလဲနော်ကြိုက်တာကိုမစွန့်လွတ်နိုင်ဘူးလေမစွန့်လွတ်နိုင်တော့ဘယ်လိုပြောမလဲချစ်နေရတော့ဆိုတော့ယူမှာပေါ့ဒါလည်းယူခြင်းတစ်မျိုးပဲเนาะဒါပေမဲ့ယူတဲ့ဆိုမဲ့ဒီယူတာကြတော့ဘယ်လိုပြောမလဲသူတို့ရဲ့မျက်နှာလေးတွေကိုကြည့်သူတို့ဒီရုပ်ရှင်ရိုက်ထားတဲ့ဟာတွေသူတို့ရဲ့သချင်းတွေသူတို့ရဲ့ performance တွေကိုကြည့်ပြီးတော့စိတ်ပ
ပျော်ရွှင်ရရတယ်ပေါ့နော်အဲကြောင့်ဒီနေ့ရဲ့မောင်စင်းကတော့ဒီမှာပါဒါလေးကိုဖောက်လိုက်တဲ့အချိန်မှာဒီပုံလေးတွေရဲ့ဒီကက်လေးတွေရဲ့ဒါလေးတွေရပါတယ်ဒါတွေကို7-9မှာတော့မသိဘူးပေါ့နော်အရင်ရက်တွေကတော့မတွေ့ဘူးဒါပေမဲ့ဒီနေ့မှထူးထူးခြားခြားအဲ့ဒါလေးတစ်ချုပ်တည်းတွေ့လို့ဝယ်ခဲ့တာပါနောက်နေ့ကြာလို့ရှိရင်နောက်ထပ်ပစ္စည်းတစ်မျိုးပြပေးပါဦးမယ်ဘိုင်ဘိုင်